hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာကျွန်တော်တလိဆန်ရုံကိုပြသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရင်ရက်ဒီတော့ကျွန်တော်ဘာလို့ဗီဒီယိုမတင်တာကျွန်တော်ဆောင်းမွဲဖြစ်နေလို့ပဲဖြစ်ပါတယ်ကျွန်တော်အသက်က12နှစ်ပါ4တန်းပါခင်ဗျာကဲစားလိုက်ရအောင်သွားမယ်ကဲရပြီပေါ့နော်ကျွန်တော်အရှိကိုသွားပါမယ်ခင်ဗျာနေအောင်ကျွန်တော်စကင်လေးနည်းနည်းလေးချိန်ထားရဗျကျွန်တော်ပြဒီမှာကြားလိုက်ရပြီကျွန်တော်စကီလေးနဲ့ချိန်ထားဗျကျွန်တော်မောင်းဝေလာပြီးလမ်းမဟုတ်ဒီခေါ်စိုးခင်းလိုက်လေတော့လည်းကိုကသူကိုဆောက်ယူမေးကျွန်တော်အဲ့ဗီဒီယိုတွေမတင်ပြတော့ကျွန်တော်ဆောင်းမပြီးပြီကြီးမြန်ကျွန်တော်အဲ့လိမ့်ဆိုင်ကိုကျွန်တော်ဆောက်လိုက်ဒီလိုဖွင့်ပြီးတော့တာကျွန်တော်ဘောကတော့ချီးဖို့ဖြစ်တယ်လေးပါဂျန်ချလိုက်ကျွန်တော်ဒီတူပါပဲပေါ့နော်ဒါတူပြီးတော့တာပဲဖြစ်ပါတယ်ကျွန်တော် survival ပဲလုပ်လိုက်တော့ကျွန်တော် credit mode ပြောင်းပြီးမဖြတ်တော့ဘူးဗျပြန်ပြီးတော့လည်းမတက်တော့ pick up လည်းမယူတော့ရှုပ်တယ်တူတာအာရပါရကဲကျွန်တော်ဒီမှာတော့ပေါ့နော်ဒီ show နဲ့ဘာရှိမရှိငါစပုံးထားပါဘောငါမွေးထားပါဘယ်ကောင်လေးလုံးဒီကျွန်တော်တို့9ကန်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒါဘယ်နေရာတော့မသိဒါဘာမှလည်းမရှိစကလီတန်နေတဲ့နေရာကြီးကျွန်တော်ကတော့လက်မပြေဘူးစကလီတန်နဲ့သူတို့ channel ဝင်တော့ဒါတော့ကျွန်တော်မြင်းချန်နဲ့ဝက်ချန်ရောဝက်နှကောင်ပဲနေရောက်ကျွန်တော်မြင်းနေပဲမွေးထားပေါ့ဒါလေးကတော့ကျွန်တော်9ကန်လေးပဲဖြစ်ပါတယ်တော့ခွဲပလိုက်မှာခွဲပလိုက်ရီဆောလို့ဝင်ကဲဒါတော့ကျွန်တော်9ကန်လေးပဲဖြစ်ပါတယ်ကျွန်တော်9ကန်လေးပေါ့နော်ကျွန်တော်တော့ထပ်ပြပါဦးမယ်ကျွန်တော်ပြvillager နှကောင်ဘယ်ကနေဝင်လာတော့ what the hell ကဲဒါတော့ကျွန်တော်ဘာလေးဒီသမောင်ဘာလေးဒရူးနဲ့ထိုးတဲ့ကောင်တွေမွေးရနေရပေါ့နော်စောက်ကြည့်နေကောင်တွေမွေးရနေရဒါတော့ zombie တွေ what the fuck ရော zombie တွေမွေးနေရကျွန်တော် zombie တွေထပ်မွေးတာ3ကောင်နဲ့မွေးတာဟို zombie ကဘယ်ကနေရောက်လဲဟိုကျွန်တော်4ကောင်မွေးပြီးတော့ဟို zombie ကဟိုကပြောင်းသွားတော့ဒီဒါတော့ Spider-Man ဒါတော့ကျွန်တော် Spider-Man ကြီးပေါ့နော်ဟိုအကြီးပဲဖြစ်ပါတယ်ပင်ကိုကဲကျွန်တော်ဒါကတော့ဘာလေးမေးနေတာဘာလေးဒါတော့ဒီဘက်ကကျွန်တော်ဝဝင်ပြီးတော့တည်ရဲ့ဒါပေမဲ့ကျွန်တော်နာမည်မခေါ်တော့ဘူးဗျာမွေးတာနာမည်ကိုမခေါ်တော့ထိုက်ပေါ်မြေခွေးဗျာဟုတ်တယ်မြေခွေးဒါပါကြီးဒီမွေးထုတ်တာဒါကျွန်တော်ပန်တာပဲဖြစ်ပါတယ်ပန်တာယုံပဲဖြစ်ပါတယ်အခုတော့သူထွေးနေရယုံဒီနေ့ကကျွန်တော်ယုံပဲဖြစ်ပါတယ်ဒီထည့်လိုက်ပါတယ်နော်ဟိကျွန်တော်လည်းထူးထူးဆန်းဆန်းနေလို့အဲ့ဒီဝင်လို့ရတယ်ကျွန်တော်ဝင်ပြဒါwhat the fuck bro what the fuck ကျွန်တော်ဘယ်လိုထုတ်မလဲကိုမသိတော့ဒီမွေးတော့ကျွန်တော်ကြောက်အပေါ်ပြန်တက်အပေါ်ပြန်တက်ပြီးကျွန်တော်နောက်တဲ့ဟိုရှိသေးတယ်နေစမအောင်နည်းပြေးမှာဒီချမ်းပါလင်းပြီးကျွန်တော်အမီရောလောက်တာချမ်းဘာမှန်းကိုမသိရဟိုဝစ်တိုင်းနေရချမ်းဝစ်တိုင်းနေရချမ်းဒါစကလေးတန်နေရချမ်းဒါကဘာနေရချမ်းမသိဘူးကွာငါလဲဒီချမ်းနေပဲခတ်ပြီးတရိတ်ဆန်နေထဲဘူးမေးတယ်ဒါကတော့နွားမကြီးနေရပေါ့နော်ဒါစားတော့ဆိုင်ပေါ့စားဆိုင်လာပါဒါလင်းလို့အဲ့ဒါကျွန်တော်လင်းလို့ဝင်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်မွန်ချင်းလို့တော့တတာကဲတော့ဒါခွေးနေရဒီကကျတော့ကြောင်နေရโอเค
အားလုံးပဲဒီနေ့ဗီဒီယိုဒီလောက်ပါပဲခင်ဗျာကျွန်တော်ကိုကြည့်ရှုပေးကြတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ကြပါဦးလို့ကျွန်တော်ပြောချင်ပါတယ်တတာ